ကျမ၏ဦးကြီးကဒီသင်္ချိုင်းရာကတခြားမဟုတ်ဘူးကွ။ဟိုးရှေ့ကအင်မတန်တကိုးကြီးတဲ့ကုလားဘုန်းတော်ကြီးတစ်ပါးရဲ့သင်္ချိုင်းရာပဲ။ဖကီးကျိန်စာဆိုသည်မှာဘုန်းတန်ခိုးအာနိသင်နှင့်ပြည့်စုံသောပုဂ္ဂိုလ်တစ်ဦးကဝတ္ထုပစ္စည်းတစ်ခုပေါ်တွင်ဖြစ်စေ၊လူတစ်ယောက်ပေါ်တွင်ဖြစ်စေ၊လူတစ်စုပေါ်တွင်ဖြစ်စေလေးနက်စွာရေရွတ်မတ်မုတ်ခဲ့သည့်သစ္စာစကားပင်ဖြစ်လေသည်။သို့ဖြစ်၍မူလပုဂ္ဂိုလ်၏ယင်းစကားသည်ထိုပုဂ္ဂိုလ်ဘုန်းတန်ခိုးအာနိသင်ရှိသလောက်ဆုရှ၍သူ၏အလိုကိုဖီလာဆန့်ကျင်ပြုလုပ်သူတိုင်းဘေးဒုက္ခအမျိုးမျိုးနှင့်တွေ့ကြုံရတတ်လေသည်။ကျိန်သာသင့်သည်လျှင်မမျှော်လင့်ပဲရုတ်တရက်ဘေးအန္တရာယ်အရှေ့နိုင်ငံများကအယူချီတောက်ရောက်ခြင်းကိုပင်ကျိန်သာနိုင်ငံများကိုမတော်တဆဖြစ်ခြင်းဟူ၍၎င်းတိုက်ဆိုင်၍ဖြစ်ခြင်းဟူ၍၎င်းအများအားဖြင့်ယူဆကြလေသည်။သို့သော်1922ခုနှစ်ကတူးဖော်တွေ့ရှိခဲ့သည့် BC 14ရာစုနှစ်အတွင်းအထရတမနန်းဆက်အီဂျစ်ပြည်ရှင်ဘုရင်ကျူတာခမန်း၏သင်္ချိုင်းရာနှင့်ပတ်သက်၍တွေ့ရှိသူခေါင်းဆောင်၍တူးဖော်သူများမှာမမျှော်လင့်သောဘေးဥပအန္တရာယ်အမျိုးမျိုးနှင့်တွေ့ကြုံရတာကိုကမ္ဘာကမငြင်းနိုင်၏။တိုက်ဆိုင်မှုဟုဆိုရန်လည်းတိုက်ပဲတိုက်ဆိုင်လွန်းသည်ဟုဆိုရပေလိမ့်မည်။မည်သို့ပင်ဖြစ်စေကျိန်သာဆိုသည်မှာယခုမှတီထွင်သောစကားမဟုတ်ရှေးစဉ်ဆက်ဆက်ကရှိခဲ့သောစကားဖြစ်ရာအောက်တွင်ဘာသာပြန်ဆိုသောအကြောင်းအရာကိုအန်နီအက်တီစေဂေးဆိုသူအင်္ဂလိပ်အမျိုးသမီးလေးတစ်ဦး၏အိန္ဒိယပြည်ကိုယ်တွေ့ကျူးလွန်ခဲ့ရသောအဖြစ်အပျက်တစ်ခုဖြစ်လေသည်။မိန်းကလေးမှာဓာတ်ပုံရိုက်ဝါသနာပါသောအမျိုးသမီးဖြစ်၍အဖြစ်အပျက်မှအရေးကြီးသောဇာတ်ကောင်များကိုသူကိုယ်တိုင်ဓာတ်ပုံရိုက်ကူးနိုင်ခဲ့လေသည်။ဘာသာပြန်မိန်းကလေးရေးသားသောဆောင်းပါးမူရင်းမှာအတိအကျဘာသာပြန်ဆိုချက်ဖြစ်လေသည်။ကျမ၏အသက်မှာထိုအချိန်က18နှစ်မျှသာရှိသေးသည်။မိဘများနှင့်အတူအိန္ဒိယပြည်သို့မကြာမီကမှပြန်ရောက်လာလေသည်။ကျမ၏မိခင်မှာအိန္ဒိယစစ်တပ်တစ်ချက်တွင်ဆရာဝန်အလုပ်လုပ်နေသောအကိုတစ်ယောက်ရှိပါသည်။သူသည်လည်းမကြာမီကမှအိန္ဒိယသို့ရောက်လာပါသည်။သူသည်လူဖြူကြီးတစ်ယောက်ဖြစ်၍ကျမတို့နေသောမြို့နှင့်မနီးမဝေးရှိမြို့တစ်မြို့တွင်ရာထူးခန့်ထားခြင်းခံရပါသည်။ကျမ၏ဖခင်မှာရဲဗိုလ်ချုပ်တစ်ယောက်ဖြစ်ပါသည်။ကျမ၏မိခင်သည်အကိုဖြစ်သူအားစားရေးသောက်ရေးနေရေးထိုင်ရေးစ၍အိုးအိမ်နေသားတကျဖြစ်စေရန်ရက်သတ္တပတ်အနည်းငယ်များသွားရောက်ကူညီရမည်အကြောင်းဖခင်ထံမှအခွင့်ရသဖြင့်သွားရောက်ရာမိခင်နှင့်အတူကျမလိုက်ပါသွားပါသည်။ထိုအချိန်ကကျမမှာကင်မရာတစ်လုံးရှိ၍ယင်းကင်မရာမှာပို့စိတ်တွင်သင်္ဘောဆိုက်စဉ်ကကျမမွေးနေ့လက်ဆောင်အဖြစ်မိခင်ကဝယ်ပေးသောပစ္စည်းဖြစ်ပါသည်။ထိုပစ္စည်းကလေးမှာကျမအလွန်မြတ်နိုးထားသောပစ္စည်းဖြစ်၍ခရီးသွားရာတွင်ကျမနှင့်အတူယူဆောင်သွားပါသည်။ကျမငယ်စဉ်ကလေးဘဝမှာကြီးပြင်းလာသောဒေသဖြစ်သည်ရောက်လေရာနေရာတိုင်းတွင်ကျမစိတ်ဝင်စားဖွယ်ဖြစ်နေပါသည်။ကလေးအရွယ်ကနေထိုင်ခဲ့ဖူးသောဒေသသို့ပြန်၍လာရခြင်းကိုလည်းစိတ်ထဲတွင်အလိုလိုပီတိဖြစ်နေပါသည်။ယခုဆောင်းပါးကိုရေးရာ၌တခါတရံကျမလက်တွင်ဓာတ်ပုံသေတ္တာအသင့်မရှိသဖြင့်ရသမျှကိုသာရိုက်ကူးထည့်ရပါသည်။မည်သို့ပင်ဖြစ်စေကျမရိုက်ကူးမိသမျှဓာတ်ပုံကလေးများမှာနောက်ခံတိုင်းပြည်နှင့်တကွထိုတိုင်းပြည်တွင်နေထိုင်သည့်လူများအဖြစ်ကျမ၏ဘဝတစ်သက်တာတွင်မမေ့နိုင်လောက်သောအမှတ်တရဓာတ်ပုံများဖြစ်ပါတော့သည်။ဦးကြီး၏အိမ်မှာဆေးဖြူသုတ်ထားသော်လည်းအလွန်အိုမင်းဟောင်းနွမ်းနေသောရှေးအိမ်အိုကြီးတစ်ဆောင်ဖြစ်၍အိမ်နံရံများနှင့်ကပ်ကာအနီရောင်တလဲသီးများပြုတ်သိပ်သီးလျက်အောက်ခြေသေး၍အပင်ဖျား၌ကားပြီးလျှင်ရက်တောင်များသဖွယ်ဖြစ်နေပါသည်။အိမ်မှဝင်းတံခါးအထိမော်တော်ကားများမြင်းလှည်းများဝင်ထွက်နိုင်ရန်လမ်းကလေးမှာဖုံ၍နေပါသည်။ပထမစရောက်သောနေ့ညနေ၌ကျမတို့သည်အိမ်ရှေ့ပန်းခြံကြီးအတွင်း၌ထိုင်ကာတစ်နေ့လုံးခရီးပန်းလာသည်ကိုပြေစေရန်ရေခဲထည့်ထားသောအဖျော်ရည်များကိုသောက်နေသည်ကိုပင်သတိရမိပါသည်။သစ်ပင်များရေလောင်းနေသောကုလားသည်သူ၏ကျောတွင်ကျွဲသရေဖြင့်ပြုလုပ်ထားသည့်ရေအိတ်ကြီးကိုပိုးကာသစ်ပင်များနှင့်လူသွားလမ်းများကိုရေဖျန်းသဖြင့်အနီရောင်မြေမှုန်များမှမွှန်းသောအနံ့တစ်မျိုးထွက်လာသည်ကိုပင်ခံစားမိပါသည်။မြားငှက်များသည်အိတ်ထဲမတက်မီသစ်ပင်ထိပ်ဖျားစီမှဟစ်ဟော်တွန်ကြူးသံကလေးများကိုလည်းကျမနားတွင်သားရမိပါတော့သည်။အတော်ဝေးကွာသောနေရာတောအုပ်များစီမှတခါတွင်ခွေးအများ၏အော်မြည်သံများကိုလည်းကြားရပါသည်။အထက်တွင်ရေးသားဖော်ပြခဲ့သောအကြောင်းအရာများမှာနောင်လာလတံသောကြေကွဲဖွယ်အထုပ္ပတ္တိများ၏စကားချီများဖြစ်၍ထိုချိန်မှစ၍နောက်နှစ်ပေါင်း25နှစ်အတွင်းကျမရှိကိုက်တွင်ဖြစ်ပျက်သောအကြောင်းအရာများဖြစ်ပါသည်။ခြံကြီး၏ထောင့်တစ်ထောင့်တွင်ညောင်ပင်ကြီးတစ်ပင်ရှိ၍တိုင်းရင်းသားတို့အထွဋ်အမြတ်ထားသောသစ်ပင်ဖြစ်၏
ဘေးပြက်လေဤ၎င်းဤအကိုင်းခတ်တို့မှာကွေးမြုပ်ကြကာမြေ၌ပင်အမြင်များတွေ့လျက်ရှိလျာဖျားเจ้าတစ်ဆောင်ဤနက်ရှိုင်းသောအခန်းများနှင့်ပင်တူနေတော့မည်မဲမောင်သောရစ်တင်ပေချင်းအောက်တနေရာတွင်တင်းကြိုင်းရာတစ်ခုရှိရဲ့အဝိစများကိုပြုလုပ်ထားသည့်ရောင်စုံအလံကလေးများသည်ညနေခင်းလေပြေတွင်တစ်ဖြက်ဖြက်လှုပ်ရှားလျက်ရှိပါသည်ထိုချင်းရာများကိုမိခင်တို့ကကျမသတိပြုမိပါမိမများသည်အရက်လေးမျက်နှာမှလာရောက်ကာသူတို့၏ဝတ်ယုံမှအဝိစကလေးများဖြင့်တင်းကြိုင်းရာကိုပူတော်ပသကြီးကိုမြင်ရ၏ကျမ၏ဦးကြီးကဒီတင်းကြိုင်းရာကတခြားမဟုတ်ဘူးကွဟိုရှိကအင်မတန်တကိုးကြီးတဲ့ကလားဖုန်းတော်ကြီးတစ်ပါးရဲ့တင်းကြိုင်းရာပဲသူတို့ရဲ့အယူကဒီလိုပူတော်ပသရင်သူတို့ရဲ့ဘုန်းကြီးကတဆင့်အလာကိုတော်မျက်စီမှာတားရတနာထွန်းကားအောင်ဆူတောင်းပေးနိုင်တယ်လို့အယူရှိကြတယ်ဒါနဲ့ဆက်ပြောရအောင်မယ်ဒီတင်းကြိုင်းရာကိုအမြဲစောင့်ရှောက်ပြီးအမိုက်တရအငြိကြီးကစတုတ်တင်ရှင်းလင်းနေတဲ့တင်းကြိုင်းဆောင်ဖက်ကီးကြီးတယောက်ရှိတယ်သူကနောက်ဖေးဘက်မှာအစီကံတန်းရာအခန်းတစ်ခန်းမှာနေတယ်ကွနေလာတာနှစ်ပေါင်းအတော်ကြာပြီနို့ပေမဲ့ဦးကြီးရောက်လာတော့ဦးကြီးမှာပါတဲ့ဗနာဇိုးတို့လက်ပါစီတို့ဘွိုင်းကလာတို့သမင်းချက်တို့ကရှိသေးတယ်မဟုတ်လားဒီတော့မနှက်ပြန်ကစပြီးသူ့ကိုနှင်းနှိုးလိုက်ပြီးအဲ့လိုပြောရင်ဆိုရင်ဟိုကလာနေတဲ့အကောင်ကြီးကအခုပြောနေတဲ့ဖက်ကီးကြီးပေါ့ဦးကြီးညွန်ပြစီကြည့်လိုက်ရညောင်ပင်ရိပ်အောင်မှထွက်လာတော့ဖက်ကီးခေါ်ကလားဖုန်းကြီးတယောက်ကျမတို့ဒီတို့လာနေသည်ကိုမြင်ကြရပါသည်တိုရီဆုပ်ပွားကြနေသောသပင်တို့ဖြူစွတ်နေပါသည်ဝတ်ထားသောအဝတ်စားမှလည်းအဝတ်ဆုပ်သားများသာရှိပါသည်သူသည်စားလက်စတလဲသီးတစ်လုံးကိုလက်တစ်ဖက်တွင်ကင်ထားပါသည်ကျမတို့နှင့်ဂိုင်းနှင်းငယ်များဝေးသောနေရာသို့ရောက်လာသောအခါကြုံလီသောမျက်နှာမှာချိုးချံစွာကျင့်သုံးသည့်လက္ခဏာများရှိ၍သူ၏မျက်လုံးများမှာလည်းဒေါသဖြင့်အယောင်တောင့်နေသကဲ့သို့ဖိတ်ဖိတ်တောင့်နေပါသည်ဝင်လူဆဲသောနေရောင်ခြည်များ၏သူ၏ကိုယ်ပေါ်သို့ကြားရောက်လျက်ရှိရာကျမအနီးတွင်ချထားသောကင်မရာဖြင့်ကောက်၍ချိန်လိုက်ပါသည်မှန်တဲ့တွင်သူ၏ရုပ်ပုံပါလာသည်နှင့်တကွတပြိုင်နက်သူ၏ဥရဒူးဘာသာဖြင့်အောက်ပါတိုင်းရေရစ်တော့ပါသည်အလာကိုတော်မြတ်သည်ကျွန်ုပ်ပြောသောစကားများကိုကြားသိတော်မူပါလော့သူ၏တမန်တော်မူဟာမက်သည်၎င်းဘုန်းတကုဉာဏ်ပညာဖြင့်ပြည့်စုံတော်မူသောအရှင်သူတော်မြတ်များသည်၎င်းယခုကျွန်ုပ်၏ကျိန်သာကိုသဘောတော်မျှလျက်အရှင်ကိုတော်မြတ်၏ရွှေနားတော်သို့ပေါက်ရောက်အောင်ပို့ဆောင်ကြပါလော့အစေအပါးဖြစ်၍သူကျွန်ုပ်ကိုယ်တိုင်နှစ်ပေါင်းများစွာစောင့်ရှောက်လာခဲ့သည့်တင်းကြိုင်းရာအတွင်းတွင်ပိန်အောင်နေသောသူတော်မြတ်၏ဝိညာဉ်တော်ကလည်းကျွန်ုပ်၏လက်စားချေခြင်းကိုကူညီဆောင်ရွက်တော်မူပါလောဤအိမ်ကြီး၌နေထိုင်သောမျက်နှာဖြူသခင်များသည်လည်းသူတို့၏အချိန်မစစ်ရောက်သေးမီတေကျေပျက်စီးကြပါသည်တည်းဤအိမ်တွင်နေသူအစ္စလမ်၏သားတစ်ယောက်၏သူ၏အသက်နှင့်ဤကြွေးကိုမဆက်သမျှကာလပတ်လုံးကျွန်ုပ်၏ကျိန်သာသည်တည်ပါသေးသည်ကျမမှာငယ်စဉ်ကပင်ဥရဒူးပါစကားတစ်သက်ဖြင့်သူရေရွသောစကားများကိုကောင်းစွာနားလည်လိုက်ပါသည်ဖက်ကီးကြီးသည်စိတ်ဆိုးမှန်သောနှင့်သူ၏တလဲသည်သူ၏လက်သီးစုပ်ကိုလေထဲတွင်ဝှေ့ရမ်းလိုက်သည်ထိုအချိန်၌ပင်ကျမကကင်မရာခလုတ်ကလေးကိုချက်ကနေနှိပ်လိုက်လေသည်သူ၏ရုပ်ပုံသည်ကျမ၏ကင်မရာဖလင်ကော်ပြားပေါ်၌သာမကကျမ၏အသက်နှလုံးပေါ်တွင်ထင်၍သွားပါသည်ထို့နောက်ဖက်ကီးကြီးသည်ဗရက်ထဲတွင်ဝါလျက်ရှိသောတလဲသေးများကိုဖီကနေဝါ၍ထွေးလိုက်ပြီးနောက်နေရာမှထွက်သွားပါသည်ကျမတို့လူထုသည်ခိတ္တငြိမ်သက်လျက်ရှိရာကျမ၏မိခင်ကစိတ်မချမ်းမြေ့သည့်လက္ခဏာဖြင့်သူပြောသလိုမဖြစ်ပါသည်နှင့်အကိုကြီးရဲ့ပြန်ခေါ်လိုက်ကြပါလိဒီအိမ်မှာနေခြင်းနေပါစေလားအကိုကြီးရဲ့သူရွတ်တဲ့ကျင်းသာကိုအကိုကြီးနားမလည်ဘူးအလကားအတိတ်ပဲမရှိပါဘူးညီမလေးရဲ့သူကြီးရဲ့တာကတော့အကိုကြီးကိုရည်ရွယ်ပြောတာပဲနို့ပေမဲ့ဒီအိမ်သားတွေထဲမှာကူတာဘော့တယောက်ဟာအိမ်လူမျိုးပါတော့သူကတခြားလူတွေနဲ့သူရောပြီးမနေနိုင်ဘူးညီမလေးကလည်းအရှိတိုင်းသူတွေလိုအယူမသိတဲ့နန်းမှနဲ့